စားလိုက်မယ်ဒီနေ့အတွက် block နှစ်တုံးလိုတယ်ဖြာပေါ်မှာလေးဘက်ထောက်အနေထားနဲ့နေလိုက်ခြေမနှစ်ခုကိုထိထားဒူးနှစ်ဖက်ကိုတင်မအကွာဝေးနဲ့အညီချင်းမယ်ခြေဖနှောက်ပေါ်မှာထိုင်မယ်ထိုင်တဲ့အချိန်မှာခါကိုကော့မီးညောင်လို့ဒီလိုအနောက်တင်မနှစ်ဖက်ကိုအနောက်ကိုပြစ်ထားပြီးထိုင်တာမျိုးမဟုတ်ဘဲနဲ့ one by out ပိုင်းအတွင်းကိုဆွဲချက်တယ်ကိုယ့်ရဲ့မီးညောင်ရိုးကိုခြေဖနှောက်ဘက်ကိုဆန့်ထုတ်တယ်စီးခုံကနေစပြီးတော့မှခနာခွဲအရှိဘက်ချက်တစ်ခုလုံးမတင်ပြီးတော့တင်ပစုံအယိုးနေရာနေဆန့်ထုတ်တယ်โอเคเนาะပြီးတော့ရင် block နှစ်တောင်းကိုယူမယ်လက်က block ကိုကိုင်မယ်ရှုသွင်းတယ်ကြောရိုးကိုဆန့်တယ်ရင်ညွတ်ရိုးမတင်ပြီးဆန့်ထုတ်တယ်ရှုထုတ်မယ် one by out ပိုင်းကိုအတွင်းကိုဆွဲချက်တယ်ဖြာပေါ်မှာရှိနေတဲ့ခြေထောက်အစိတ်ပိုင်းကိုဖြာဘက်ကိုဖိတယ်တင်မားနဲ့မီးညောင်ရိုးကိုခြေဖနှောက်ဘက်တွန်းဖို့လက်ကိုရှေ့ကိုလမ်းတယ်လောက်ဆောင်ချက်တစ်ခုရှိရယ်ရှုသွင်းတဲ့လေနဲ့တူမှာရင်ညွတ်ရိုးမတင်ပြီးဆန့်ထုတ်တယ်ကြောရိုးကိုဆန့်ရှုထုတ်တဲ့လေနဲ့တူမှာတင်မားနှစ်ဖက်မီးညောင်ရိုးခြေဖနှောက်ဘက်တွန်းပို့တယ်လက်ကိုရှေ့ကိုလမ်းတယ်โอเคเนาะအဲ့တိုင်းနဲ့ရှုသွင်းတယ်ရှုထုတ်တယ်လမ်းသွားတယ်ဒီမှာကိုယ့်ရဲ့လက်ကဘယ်လောက်ထိလမ်းရမလဲဆိုတာကန့်သက်ချက်မရှိဘူးကိုယ့်ရဲ့ဒီရင်ဘတ်တွေကဖြာဘက်ကိုဒီလိုတွေကျလာပြီးကြောရိုးတွေကဒီလိုတွေခုံးလာပြီးတင်မားတွေကဒီလိုတွေထောင်တက်လာပြီဆိုရင်အဲ့ဒါကိုယ့်ရဲ့ maximum နေရာကိုရောက်ပြီလက်ကိုအရှိကိုထန်ထန်လို့မရတော့ဘူးဒါပေမဲ့အခုဒီနေရာမှာကျမရဲ့ maximum နေရာကိုမရောက်သေးဘူးဒီထက်ပိုပြီးတော့ကျမရဲ့ကြောရိုးကိုအရှိကိုစမ်းထုတ်နိုင်သေးတယ်အဲ့တော့ကျမလက်ကိုအရှိကိုထပ်လိုက်မယ်ဒီနေရာမှာလေကိုယ့်ရဲ့ကြောရိုးကိုဘယ်လောက်ထိအရှိကိုစမ်းထုတ်နိုင်လဲပုံမှာမူတည်ပြီးတော့လက်ကိုအရှိကိုလှမ်းသွားရတာโอเคเนาะအဲ့တော့ရှုသွင်းတယ်ကြောရိုးကိုဆန့်တယ်ညညွတ်ရိုးမတင်ပြီးဆန့်ထုတ်တယ်ရှုထုတ်မယ် one by out ပိုင်းအတွင်းကိုဆွဲရှက်တယ်ဖြာပေါ်မှာရှိနေတဲ့ခြေထောက်အစိတ်ပိုင်းတွေကိုဖြာဘက်ကိုဖိတင်မနှစ်ဖက်မီးညောင်ရိုးကိုခြေဖနှောက်ဘက်ကိုတွန်းပို့မယ်ပြီးတော့ရင်လက်ကိုနည်းနည်းလေးရှေ့ကိုလှမ်းတယ်ဒါကျမရဲ့ maximum နေရာကိုရောက်ပြီကိုယ့်ရဲ့ maximum နေရာကိုရောက်ရင်ဘာလုပ်ရမလဲဆိုရင်လက်ဖွားတစ်ပြင်းလုံးကို block ပေါ်မှာတင်လိုက်မယ်လက်ဖွားဒီ block ပေါ်မှာအားလျှော့ထားမှာမဟုတ်သုံးနေရလက်ဖွားနဲ့ block နဲ့တွန်းလိုက်တဲ့အားကြောင့်လက်မောင်းကျွတ်သားအလုပ်လုပ်ပါတယ်အဲ့မှာကြောရိုးစမ်းထုတ်နိုင်ဖို့ရင်ညွတ်ရိုးမတင်ပြီးစမ်းထုတ်နိုင်ဖို့အကူအညီပေးထားတယ်ပခုံးနဲ့ရွက်နဲ့ဝေးတဲ့အနောက်ဘက်ကိုတွန်းပို့နိုင်ဖို့လက်ဖွားအလုပ်လုပ်မှရမယ်โอเคเนาะပြီးတော့ရင်တင်မမကြွတက်လာဖို့ဆိုရင် one by out ပိုင်းကိုအတွင်းကိုဆွဲရှက်တယ်ဖြာပေါ်မှာရှိတဲ့ခြေထောက်အစိတ်ပိုင်းတွေကိုအသုံးပြုပြီးတော့ကိုယ့်ရဲ့တင်မကိုခြေဖနှောက်ဘက်ကိုတွန်းပို့တယ်ပြီးတော့ရင်ခေါင်းကိုငုံချလိုက်မယ်ခေါင်းငုံထားတဲ့အချိန်နောက်ဆုံးအနေထားမှာကိုကထိန်းထားတဲ့အချိန်မှာလည်းအားကိုမလျှော့လိုက်ဘူးခုနကတော့လုတ်ခဲ့တဲ့လုတ်ဆောင်ချက်နှစ်ခုစက်တိုက်ပေါင်းပြီးလုတ်ဆောင်နေရမယ်ရှုသွင်းရှုထုတ်လေးနဲ့ကိုခံစားကြည့်မယ်ကိုယ့်ရဲ့ကြောရိုးတွေကိုတကယ်ရောကိုစမ်းထုတ်ထားရဲ့လားလက်ဖွားတွေကိုတကယ်ရောအသုံးပြုထားရဲ့လားတင်မားတွေကိုခြေဖနှောက်ဘက်ကိုတကယ်ရောကိုကတွန်းပို့ထားရဲ့လားဆိုတာကိုယ့်ရဲ့စိတ်နဲ့ခန္ဓာကိုယ်ခံစားကြည့်မယ်ရှုသွင်းရှုထုတ်နဲ့အတူဒီမှာခဏလေးထင်းရင်းနဲ့ပိုးစကနေပြန်ထွက်မယ်ဆိုရင်ခေါင်းကိုပြန်မော့လက်က block ကိုကင်မယ်အနောက်ဘက်ကိုပြန်နှမ်းလာခုနက post ကပြီးသွားပြီအခုနောက်တစ်ခုလာမယ် downward facing dog ကိုသွားမယ်ခုနကပုံစံတိုင်းနဲ့လေးဘက်ထောက်အနေထားနဲ့နေမယ်ဒါပေမဲ့ခြေထောက်နှစ်ဖက်ကတင်မအကွာဝေးနဲ့အညီချဲ wall of the feet ကိုဖိမယ်လက်နှစ်ဖက်ရဲ့အကွာဝေးကပခုံးအကွာဝေးနဲ့အညီချဲထားတယ်လက်ချောင်းလေးကိုချဲထားတယ်ပြီးတော့ရင်ခြေဖနှောက်ပေါ်မှာထိုင်ချမယ်လက်နဲ့ခြေထောက်ရဲ့အကွာဝေးကိုလိုချင်တာဖြစ်တဲ့အတွက်ကြောင့်တခြားလေးတိုင်းမယ်ဘယ်လိုမျိုးတိုင်းလဲဆိုရင်ရှုသွင်းတဲ့ကြောရိုးဆန့်နဲ့ရင်ညွတ်ရိုးမတင်ပြီးဆန့်ထုတ်တယ်ရှုထုတ်မယ် wall of the feet ကိုဖိတယ်တင်မကိုခြေဖနှောက်ဘက်တွန်းဖို့လက်ကိုရှေ့ကိုလမ်းမယ်ဒီလောက်ဆိုရင်ကိုယ့်အတွက်အကွာဝေးရတော့ပဲအဲ့တော့ဘယ်လိုသိနိုင်လဲတင်မားတွေကြွလာပြီးကြောရိုးတွေခုံသွားပြီဆိုရင်အဲ့ဒါကိုယ့်ရဲ့အတိုင်းတာကိုယ့်ရဲ့ maximum နေရာကိုရောက်ပြီโอเคเนาะထပ်လှမ်းလို့မရတော့ဘူးအဲ့တော့ maximum နေရာကိုရောက်ပြီဆိုလို့ရှိရင် ball of the feet ကိုဖိတယ်လက်ဖွားကိုဖိထားတယ် one by ကျွတ်သားတွေညစ်သားလေးဒူးကိုမှဒူးကိုမဆန့်ထုတ်သေးဘူးချက်ချင်းလက်ဖွားဖြာကိုတွန်းထားတဲ့အားနဲ့ကိုယ့်ရဲ့ one by ကိုပေါင်သားဆွဲခဲ့တယ် ball of the feet ကိုဖိတယ်အဲ့ကနေဒူးဆောင်မှတင်မယ်ပေါင်ရှိကျွတ်သားကိုညှိနေဖြည်းဖြည်းချင်းချီတော့ကိုဆန့်ထုတ်လာမယ်ပြီးတော့မှခေါင်းကိုငုံချဒီနေ့ကကြောရိုးကိုဆန့်ထုတ်စေချင်တာဖြစ်တဲ့အတွက်ဒီနေ့ရဲ့လေ့ကျင့်မှုမှာဒီနေ့ရဲ့ဒီ downward facing dog လေ့ကျင့်မှုမှာခြေဖနှောက်ကိုမချဘူးခြေဖနှောက်ကိုကြွထားတယ်ဒူးဆန်တွေကိုမှတင်ထားတယ်ပေါင်ရှိကျွတ်သားတွေကိုညှစ်ထားတယ်အဲ့ပေါင်ကျွတ်သားတွေပြီးရင်ဒီ outer hips လို့ခေါ်တဲ့တင်မအပြင်ဘက်ကကျွတ်သားတွေကိုလေအနောက်ဘက်ကိုတွန်းပို့တယ်လက်ဖွားဖြာကိုတွန်းထားတယ်အဲ့ဒီတွန်းတဲ့အားနဲ့ရင်ဘက်ကိုမှတင်တယ်
ကြောရိုးကိုဆန့်ထုတ်မယ်ဒီမှာခဏလေးထိန်းထားမယ်ပြီးသွားပြီဆိုရင်ဒူးကိုဖြာပေါ်ပြန်ချမယ်ခြေဖနှောက်ပေါ်မှာထိုင်မယ်โอเคဒီနေ့အတွက်တော့ဒီလောက်ပါပဲအားလုံးဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်